cái cháu đi ra bà cháu lại khu thế còn lâu bỏ đó bà đá ra thì bảo cho nó rồi khu tuy vì cái này alo của bí bà gì của bà để tại cho nó rồi biểu bia bà rồi呗rồi chỉ lấy đào vô cao từ rồi quay đấy ra lại cho nó cao vô đá chỉ ra lại giá cao bà đấy ấy tôi cháu đã cho nó đi ra bà rồi để cho nó đểပြောတဲ့စကားလုံးလေးတချို့တော့အရာတွေလွန်မဲ့အပိုင်းနေနည်းနည်းပါမှာဖြစ်ပါတယ်လို့เนาะဒါကြိုပြောပြထားတာပါလို့เนาะတဲ့ပပဒါကြိုပြောထားတာဖြစ်ပါတယ်ဒီဝါကြီးကိုပါတော့ပါပြီကျွန်တော်အခုဒီထိုင်းတဲ့ကဘာကောက်ကိစ္စကိုပဲပြောပါเนาะထိုင်းတဲ့ကဘာကောက်ကိစ္စကိုပဲပြောပဲကျွန်တော်တွေးခဲ့ရတယ်မြည်ခဲ့ရတယ်ရင်ထဲမှာနှလုံးနာခဲ့ရတဲ့ဟာတွေကိုပြောမှဖြစ်ပါတယ်နောက်သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုလည်းဒါတော့လိုအပ်ဗီဒီယိုမူရင်းလင်းနေကျွန်တော်တို့စီလာတောင်းပါကျွန်တော်တို့ပေးပါမယ်เนาะပေးပါမယ်လို့ဒါကျွန်တော်တို့ပြောပြချင်ပါတယ်ဗဒက်ကဗျာတရင်တပုတ်ကတက်လာတယ်အဲ့ဒီတရင်တပုတ်တက်လာတဲ့အရာကြီးကဟိုဘန်ကောက်တိုက်ပြူမှုပေါ့ဘန်ကောက်တိုက်ပြူမှုအဲ့ဒီကိစ္စကိုပြောပဲเนาะဘန်ကောက်တိုက်ပြူတဲ့ကိစ္စကိုပြောပဲဘန်ကောက်တိုက်ပြူတယ်အဲ့ဒီတိုက်ပြူတယ်ဆိုတဲ့အရာဘယ်နာကတိုက်ပြူတာလဲဆိုတော့ဒါကျွန်တော်မိဘကြီးကိုပေါ့တပါကိုပြောပြပဲချက်တူချက်เนาะဂျီဂျီမောရဲ့အရှိတဲ့ကပြူတာဖြစ်တယ်เนาะတန်မှုဇော်ဇော်မိုးခမည်းလာကြည့်เนาะခမည်းတို့ကထိုင်တဲ့ကမှာဟိုတန်အပတ်လာလို့ပဲတော့ပြီးလို့ရှိရင်ခင်ဗျားတို့ရေပေါ်စီနေကျင်တဲ့ဟာတွေရေပေါ်စီစားကျင်တဲ့ဟာတွေတောက်ကျင်တဲ့ဟာတွေခင်ဗျားတို့ဒီကျွန်တော်တို့ live ကိုလာကြည့်ဘန်ကောက်တိုက်ပြိုတယ်တရင်ကတော့တိုက်ပြိုတယ်ပေါ့နော်ဒါအဲ့လိုတက်လာတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သက်ဆိုင်ရာတာဝန်ရှိလူကြီးတွေဆိုတော့ကြည့်ရတယ်ဗျာတော့တေချာလေးကြည့်ရတယ်တေချာလေးဟိုကလောက်ရတယ်အဲ့တော့အဲ့မှာစစ်ကောက်စီတပ်ဘူးဆိုတော့ဆိုကနေမြင့်မှရောက်လာတယ်နေမြင့်မှရောက်လာပြီးတော့မှသူ့ရဲ့တရင်တွေကထိုင်းတရင်ဌာနတွေကသူ့ကိုဝိုင်းပြေးကြတယ်ဝိုင်းပြေးတဲ့အခါမှာဘာမှသိချာမသိဘူးတဲ့ဘာမှသိချာမသိတော့ကျွန်တော်တို့အကုန်လုံးသွားရတယ်ပေါ့အကုန်လုံးအားလုံးသွားဒီပုံစံကတော့လာမချိုးနဲ့လေနော်ဒါကျွန်တော်တို့ပြောပြချင်တာတကူကဒီစောက်ချိုးမျိုးလာမချိုးနဲ့ဘာဖြစ်လို့လဲဆိုတော့အထဲထဲမှာကျွန်တော်တို့ရဲ့မြန်မာပြည်သူပြည်သားဝန်ထမ်းတွေပြအထဲထဲမှာနော်တေသွားတဲ့အရာတွေတိုက်ပြီးနေတဲ့အရာတွေမြန်မာပြည်သူပြည်သားဝန်ထမ်းတွေရှိတယ်နော်သုံးနိုင်ငံပေါင်းရှိတယ်အဲ့တော့ကိုယ့်ရဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှဘာမှမသိပါဘူးပင်စောစီစီလုံလောက်ဝရိယလည်းမရှိဘူးနေမြင့်မှရောက်လာတယ်ဒီလိုစစ်ကောင်စီကခန့်အပ်ထားတဲ့ဇော်ဇော်ဆိုဘာလုံးမလဲကျွန်တော်တို့ပြောချင်တာဘာလုံးမလဲဟမ်ဘာရင်ချင်းမလည်းမရှိနဲ့ဒီလိုကောင်ကြီးကိုကျွန်တော်တို့ထိုင်းနိုင်ငံမှာဘန်ကောက်မှာစစ်ကောင်စီတာမှုထားတာဘာလုံးဖို့လဲကျွန်တော်တို့ဒဲပြောမှာတော့ဒီကောင်လေးရဲ့ကျေးဇူးတရားကျွန်တော်တို့စီမှာမရှိဘူးဒီအချမ်းမဲ့စစ်ကောင်စီရဲ့တန်မှုနဲ့ပတ်သက်တဲ့ကျေးဇူးတရားတွေကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့ရဲ့ရွှေပြောင်းအလုပ်သမားတွေရဲ့ဘဝမှာမရှိဘူးဗျအဲ့တော့ तू ကတိတိကျကျမသိဘူးတဲ့ထိုင်းမီဒီယာတွေကမေးတာထိုင်းမီဒီယာတစ်ခုတည်းရှိနေတာမဟုတ်ဘူးတကယ်တော့ဒီမြေပြိုမှုနဲ့ပတ်သက်ပြီးတော့မှ international media တွေအကုန်လာတယ်နော်နိုင်ငံတကာမီဒီယာတွေလာတယ်အပြည်ပြည်ဆိုင်ရာမီဒီယာတွေလာတယ်နော် international media တွေလာတဲ့အချိန်မှာဒီစောစောဆိုတဲ့ကောင်ကနော်ဘာမှသေချာမသိဘူးတဲ့ဒါပါအချိုးချိုးတာလေမိဘညီကိုမောင်နှမများအဲ့တော့ကျွန်တော်တို့အားလုံးသွားတဲ့အခါကြတော့ဟိုမှာတကယ်စိတ်ထဲမှာတကယ်နစ်သွားတယ်အဲ့ဒီတိုက်ပြိုကြမှုအပေါ်ကိုကြည့်လိုက်တဲ့အခါမှာအေးအဲ့ဒီအထဲမှာငါတို့အသွေးအသားတွေရှိပါလားစိတ်ထဲမှာအရင်ဆုံးခံစားရတဲ့စောကခံစားလားမခံစားလားကျွန်တော်တို့မသိဘူးကျွန်တော်တို့ရဲ့အတွင်းနှလုံးသားထဲမှာအရင်ဆုံးအဲ့ဒီတိုက်ပြိုကြတဲ့အပေါ်ကိုတွေးလိုက်တဲ့အခါမှာအထဲထဲမှာပြိနေတဲ့ဟာကငါတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားရဲ့အထဲထဲမှာရှိနေပါလားအဲ့ဒါအရင်ဆုံးခါတယ်မျက်ရည်တွေပေါက်ကြတယ်ကျွန်တော်တို့မျက်ရည်တွေဘယ်လောက်ထိဟိုဖြစ်လဲဆိုမျက်ရည်အပူတောင်ကြတယ်ဝမ်းနေလုံးလို့ပူဆွေးလုံးလို့မျက်ရည်အပူ
တခါမှမကြခဲ့ဘူးတစ်ချက်ကဝမ်းနေတာကအဲ့ဒီကောင်းစောစောဆိုးကဘာမှမသိရဘူးဆိုမီဒီယာရှိပါသူပြောချလိုက်တဲ့အရာတစ်ချက်သေချာသွားကြည့်တဲ့အခါကျတော့ကျွန်တော်တို့ပြပါတိုက်ခဲ့သူပြပါတိုက်ခဲ့သားတွေအထဲထဲမှာရှိတယ်အဲ့ပါကျွန်တော်မျက်ရည်အပူတွေကြတာဘူးစောဆိုအလိုမရှိမျက်ရည်ပေါက်ကြကျောင်းပြပါတိုက်ခဲ့သူပြပါတိုက်ခဲ့သားတွေလာစရာဘလို့တဲ့ပုံစံလိုမျိုးဒီကောင်အချိုးချိုးတာကျွန်တော် line လွှင့်ပြီးကျွန်တော်အကုန်လုံးအသိပေးတယ်အားလုံးလာခဲ့ပါလာခဲ့ကြပါမြန်မာနိုင်ငံသားပိုင်လာခဲ့ကြပါထိုင်းပါရှိနေတဲ့လူမှုကယ်ဆယ်ရေးအသေးအဖွဲ့တွေလာခဲ့ကြပါနော်အဖွဲ့အစည်းအသီးသီးလာခဲ့ကြပါအားလုံးလာခဲ့ကြပါအဲ့ဒီမှာရှိနေတဲ့ရွှေအဲ့ဒီမှာတော့အဲ့ဒီတိုက်ပြိုတဲ့ထဲမှာပါသွားတဲ့ရွှေပြောင်းအလုပ်သမားတွေသူတို့ရဲ့မိန်းမတွေအဲ့ဒီကလေးတွေကိုစောစောဆိုးကကိုသားသမီးတို့ဖေးနားမှာမနေပေးဘူးနော်အံ့ဩတယ်သူများနိုင်ငံကလေလူကြီးတွေအကုန်လုံးပုံပြီးတော့အဲ့ဘေးနားမှာနေပေးတာထမင်းလုံးရင်ထမင်းရေဆိုရင်ရေအမ်လွဲဆိုရင်အမ်လွဲအကုန်လုံးပေးတာစောစောဆိုးမအေလို့ကဖြူးပြီးတာနဲ့ပြမင်းတို့ဘယ်သူကတတ်မှာလဲစောစောဆိုးရဲ့ဟမ်မင်းတို့ဘယ်သူကတတ်မှာလဲစောစောဆိုးရဲ့သူတို့သိမှာပဲသူတို့ကြောက်နေတယ်အဲ့ဒီမှာရှိနေတဲ့ရွှေပြောင်းအလုတ်သမားတွေအမျိုးသမီးငယ်တွေအမျိုးသားတွေသူတို့ဘေးနားမှာခင်ဗျားတို့နေပြရမှာလေကလေးတွေကလေတနာညာသဲကောင်းတယ်နော်အဲ့ဒီချက်တူကြရဲ့အရှိတိုက်အထက်30ကျော်ပြိုကြတဲ့အဲ့ရှိပါကလေးတွေတက်ကြတာဟိုးသူပြလေးပါဘေးနားမှာသူတို့ရဲ့ယောက်ျားရဲ့ခန္ဓာကိုယ်ဓာတ်ဘော်တွေကိုထမျောနေတာစိတ်နဲ့ကိုယ်နဲ့မကတ်တော့စိတ်နဲ့ကိုယ်နဲ့မကတ်တော့အထဲထဲမှာတဲ့ညီမရဲ့ယောက်ျားရဲ့အလောင်းဘယ်ချိန်ပေါ်လာမလဲဆိုတာကိုကြီးပါစောင့်နေတာတဲ့အဲ့လိုပဲတဲ့ကျွန်တော်ရဲ့မိန်းမရဲ့အလောင်းတဲ့ခန္ဓာကိုယ်ဘယ်အချိန်ပေါ်လာမလဲကျွန်တော်တို့စောင့်နေတာတဲ့ဟိုအကိုတယောက်ဆိုယူပတက်အဲ့ဒီမှာအသက်တော်တော်ကြီးတဲ့ဦးလေးကြီးဆိုလို့ရှိရင်မြန်မာပြည်ကသူ့သမီးကိုခေါ်တယ်ငါသမီးတဲ့အဖေတို့ဘလို့အသက်ဆုပ်ပြီးပတ်ဆက်ရှာလဲဆိုတာငါသမီးမြင်ပြီလားစိတ်ကလွတ်သွားတာပေါ့ငါသမီးတဲ့အဖေတို့ထိုင်းတဲ့ကပါတဲ့အသက်ဆုပ်ပြီးဘလို့ပတ်ဆက်ရှာလဲဆိုတာငါသမီးတွေ့လားတဲ့ဘယ်မှာလဲကျွန်တော်တို့ထိုင်းတဲ့ကပါခန့်အပ်ထားတဲ့တာအမတ်ဆိုတဲ့ကောင်ဟမ်ဘယ်မှာလဲထိုင်းနိုင်ငံမှာခန့်အပ်ထားတဲ့ဆိုတော့တာအမတ်လှုပ်စားနေတဲ့ကောင်တွေမအေးလို့တွေခင်ဗျားတို့ကသားသမီးမရှိဘူးလားဟမ်ထိုင်းမီဒီယာရှေ့မှာခင်ဗျားတို့ဖြူပြီးတော့မှထွက်သွားတဲ့ကောင်တွေအောက်တန်းစားတွေဘာလို့မှမပြောရင်ဒီကိစ္စပြောပဲဘယ်မီဒီယာမှမပြောရင်ဒီကိစ္စပြောပဲဟမ်အောက်တန်းစားတွေအောက်တန်းစားတွေမင်းတို့ကြည့်မလားအခုချက်ချင်းတနေ့ကောင်မင်းတို့လိုင်းလွင်ပြတယ်ဆိုတာကတခြားနိုင်ငံကလူတွေသူတို့ရဲ့လူတွေအတွက်ကိုဘလိုမျိုးနေပေးတယ်လဲဘလိုမျိုးကူညီပေးတယ်လဲဘလိုမျိုးအားပေးတယ်လဲဘလိုမျိုးနှိမ့်သိတယ်လဲဘလိုစေးကူပေးတယ်လဲဆိုခင်ဗျားတို့ကိုတမင်တသက်ပြပေးတာထိုင်ရောက်ရွှေမြန်မာတွေကိုခင်ဗျားတို့ကိုမြန်မာနိုင်ငံသားလို့ခေါ်ရမှာရှက်တယ်ထိုင်ရောက်ရွှေမြန်မာတွေကိုကိုမြန်မာနိုင်ငံသားလို့ခေါ်ရမှာရှက်တာအမှန်ဘူးလာမလုံးနဲ့လီးပဲမချင်းနဲ့လဲသေးလိုက်မင်းတို့စောက်ပြတ်တတ်နေတဲ့အဝယ်အစားကိုဝေထားတဲ့ဒီကလေးမလေးတွေကိုမင်းတို့ဖတ်ဖို့တို့ဘေးနားမှာနေဖို့မင်းတို့ခုံသိက္ခာဘလောက်မဲသွားမှလဲမအေးလို့တွေရဲ့ဟာပန်ရောက်မှမင်းတို့လေအခွန်စားဖို့ပဲသိတယ်တိလားထိုင်းရောက်ရွှေမြန်မာတွေစီကမင်းတို့အခွန်စားဖို့ပဲမင်းတို့သိတယ်ထိုင်းရောက်ရွှေမြန်မာတွေစီကမင်းတို့အခွန်ကောက်ဖို့ပဲသိတယ်
ကလေးတွေအခုလိုအခက်ခဲတွေဖြစ်လာပြီးကြုံလာပြီးဆိုမင်းတို့လူကြီးလူကောင်းမဆန်ဘူးမင်းတို့အေးတလုံးလာတိုက်လာဟမ်အခုကလေးမလေးရဲ့ယောက်ျားအထက်ထဲမှာသေသလားရှင်လားမသိဘူးအဲ့လိုကလေးမလေးကိုမင်းတို့ထိုင်းတန်မြန်မာတန်မှုစောဆုံးလို့မင်းတို့အေးတလုံးလာတိုက်လာဟမ်ထမင်းတပူလာကျွေးလာရေတခွက်လာတိုက်လာမအေလိုတွေကထိုင်းမီဒီယာတွေအရှိမဗျူးပြီးတော့မှလစ်သွားတဲ့ကောင်တွေစောက်စင်မရှိတဲ့ကောင်တွေမင်းတို့တာမှုခန့်အပ်ထားတာအချိန်တိုင်းမင်းတို့တွေဒီအခွန်ကောက်စားဖို့ပဲတက်တဲ့ကောင်တွေတထောင်းစားတဲ့ဆိုတဲ့ကောင်တွေအောက်တန်းစားတွေရိုးအောက်တန်းသားတွေမဟုတ်ဘူးမင်းတို့ကောင်းနေမင်းတို့မြန်မာနိုင်ငံသားဒီငလင်လောက်တဲ့ထဲမှာဒီတိုက်ပြိုတဲ့ထဲမှာပါသွားတဲ့ဒီကလေးမတွေကိုမင်းတို့ဖတ်ဖို့အတွက်မီဒီယာရှေ့မှာမိတ်ဆက်ဖို့အတွက်နိုင်ငံတကာအလဲမှာဒါငါတို့ရဲ့မြန်မာနိုင်ငံသားပဲထိုင်းနိုင်ငံဆောက်လို့ရမှာလက်လို့ရင်းနဲ့ဒီလိုတိုက်ပြိုတဲ့ထဲမှာပါသွားတာကွာဆိုမင်းတို့မိတ်ဆက်ပေးဖို့အတွက်မင်းတို့ဘာဖြစ်လို့ဝင်လေရတာလားမအေလို့အောက်တန်းသားတွေမင်းတို့တန်ရုံးမှာမင်းတို့မနေသိဘူးမင်းတို့တန်ရုံးနဲ့မတက်ဘူးအောက်တန်းသားတွေမင်းတို့ထင်တာလူငယ်တွေကဒီအထိမလိုက်ဘူးဒီအနေထားဒီမလိုက်ဘူးလို့မင်းတို့ထင်မနေနဲ့ငါတို့ငိုရတယ်ကွာဒီနေ့မျက်ရည်ပါကြတယ်ရိုးကြတာမဟုတ်မျက်ရည်ပူကိုကြတာဝမ်းနဲ့လုံးကြမင်းတို့ထိုင်းနိုင်ငံမှာမင်းတို့တန်ရုံဖာလာလောက်တာလေအဲ့ဒါဆိုရင်မင်းတို့အခွန်စားတတ်အောက်တန်းသားဟိုမှာထိုင်းဘက်ကကလေးတွေကိုမုတ်လာကျွေးတယ်နော်မုတ်ဒီအမျိုးမျိုးလာကျွေးတယ်ကလေးတွေကမဟိုထိုင်းစကားနားမလဲထိုင်းစကားနားမလဲတဲ့ခါကျတော့ဘာလို့ကိုင်းမှလည်းမသိဘူးမင်းတို့တန်ရုပ်ဘာလှုပ်ရှားနေရလဲအောက်တန်းစားတွေအစင်တိုင်းမရှိတဲ့ဟာတွေအခုကလေးတွေရဲ့ဗီဒါပါထိုင်းရောက်ရွှေပြပါတယ်စိတ်သဘောထားပြေဝတဲ့လူတွေအခုရောက်သွားပါပြီနော်အားပေးတယ်တစ်သိမ့်တယ်အားမငယ်တယ်တော်ဆိုးတဲ့ဟာတွေဘာအရေးချေးမှမရှိတဲ့ဟာတွေဟိုကျွန်တော်ပြောပြတာဘာမှလာမကြွေးတော့ပါကလေးတွေဗီဒါမှာဒီပေးလေကျွန်တော်ပြောပြချင်တာတခုอ่ะဒီချက်တုကြရဲ့အရှိတိုက်အထက်30ပြိုကြတဲ့ထဲမှာမြန်မာနိုင်ငံသားပါတယ်လေနော်
မန္တလေးတိုင်းဘက်ကဟာတွေပါတယ်လေမကွေးဘက်ကဟာတွေပါတယ်လေကလေးပေးနာမှာနေပြီးရင်သူတို့ဘာဖြစ်သွားမှာမို့လို့လဲနေပူရင်တဲဆောက်လိုက်လေတဲထိုးလိုက်လေတန်ယုံဆိုတာကသူများနိုင်ငံကဟာတွေဆိုရင်အဲ့ပါအကိုလုံးအစင်သင့်ပဲနေပေးတယ်အောက်တန်းသားတွေမင်းတို့တကယ်စောက်စင်မရှိတဲ့ဟာတွေသူများနိုင်ငံကမင်းတို့ဘလို့မျိုးကယ်ဆယ်ရေးလုပ်လဲမင်းတို့လာကြည့်အဲ့ဒီမှာကယ်ဆယ်ရေးအဖွဲ့တွေကိုအကျော်အလော်တဲ့ဧည့်ခံတယ်ထမင်းအကျော်အလော်တဲ့ကိုလှုပ်တာအစိုးရဘက်ကလည်းအကျော်အလော်တွေလာလုပ်ပေးတယ်ထိုင်းနိုင်ငံမှာနာမည်ကြီးနေတဲ့ coffee တွေ free အကော free အလကားပဲစားတော့ရကိစ္စလည်းအလကားပဲဒါလောက်သူများနိုင်ငံအခမဲ့အလကားဖြစ်နေတာတော့မှကို့မြန်မာကလေးတွေကိုနိုင်ငံတကာမီဒီယာတွေရဲ့အရှိမခမရတို့ဇော်ဇော်ဆိုခမရပခုံးဖတ်ဖို့တော့ဝင်လေးနေသလားမျက်ရည်တုပ်ပေးဖို့တော့ခမရတို့ဝင်နေသလားဟမ်ဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဒီတိုက်ပြကြတဲ့တော့ကျွန်တော်မြန်မာနိုင်ငံသားကြီးပါတယ်အဲ့လိုမျိုးတခုံးပြောဖို့တာတန်မှုဇော်ဆိုးဆိုတဲ့ကောင်စောက်ရှက်မရှိမင်းတို့တွေဒီထိုင်းနိုင်ငံထွက်သွားမင်းတို့နဲ့တန်မှုနဲ့ယာဒူးနဲ့မထိုက်တယ်ဘူးအောက်တန်းစားတွေရွှေပြောင်းအလုပ်သမားတွေစီကမင်းတို့တွေဒီဟိုဟာဖြက်ဒီဟာဖြက်ဟိုဟာယူဒီဟာယူဆိုမင်းတို့အရင်ဆုံးရှေ့ဆုံးရတော့ဒေါသတွေတလင်းလေးလည်းတက်တယ်အရန်လဲဝမ်းနေတယ်အရန်လဲနာကျင်တယ်အရန်လဲခံစားရတယ်ဒီကိစ္စတွေတွေ့ရတာနိုင်ငံတကာမီဒီယာတွေရဲ့အရှိပါဟိုမှာဗျာကျွန်တော်တို့တကယ်သိလားအဲ့ဒီတိုက်အပုတ်ကြားထဲပါသူတို့ကလေးမလေးကသူတို့ဟိုဟာပေါ့သူ့ရဲ့ယောက်ျားနော်တိတ်လားရှင်လားဆိုတာမသိဘူးအဲ့ဒီကလေးမလေးဆိုလို့ရှိရင်အားပေးပဲသူကမရှိဘူးနိုင်ငံတကာမီဒီယာတွေဘေးနားမှာဝိုင်းနေတယ်ဘယ်မှာလဲမင်းတို့စကားစားတာရောဟာဆိုဆိုစောက်စင်မရှိတဲ့ဟာတွေမင်းတို့ဝစ်ထားတဲ့အရာနဲ့မင်းတို့ယူထားတဲ့ယာတူးနဲ့တစ်စက်မှမလိုက်ဘူးအောက်တန်းသားတွေကလေးတွေကိုနိုင်ငံတကာအလဲမှာဖတ်ပြီးတော့မှခင်ဗျားတို့မိတ်ဆက်ပြမှာရှက်နေရင်ထိုင်းနိုင်ငံတန်ရုံးမှာတန်မှုလာမလုံးနဲ့လေဆိုလို့လာမလုံးနဲ့လေခင်ဗျားတို့ထွက်သွားအခုဒီငါတို့ထိုင်းရောက်ရှိမြန်မာတွေအဲ့နေရာနေမပြန်သေးဘူးမင်းတို့နဲ့အတူနေပေးမယ်မင်းတို့နဲ့အတူရက်တီပေးမယ်မင်းတို့နဲ့အတူရှင်သန်ပေးမယ်အဲ့လိုနေပေးတာအခုမင်းတို့တန်ရုံးအကောင်တွေဘာတာဝန်ကြည့်လဲဘယ်နေရာတာဝန်ကြည့်လဲနိုင်ငံတကာမီဒီယာတွေမှာအများကြီးပဲမြန်မာနိုင်ငံကနိုင်ငံတကာမီဒီယာတွေဝင်ဖို့အတွက်ခတ်တယ်ထိုင်းနိုင်ငံကမြန်မာနိုင်ငံတကာမီဒီယာတွေဝင်ဖို့အတွက်လွဲတယ်အဲ့တော့နိုင်ငံတကာမီဒီယာတွေရဲ့အရှိမမင်းတို့အန်ယူဂျီကိုလာပြီးအပြစ်တင်အောင်မင်းတို့ထိုင်းနိုင်ငံတိုင်ရုံးမှာဘယ်ကောင်တွေကစက်ခွက်လူထားလဲစက်ခွက်လူထားတဲ့ကောင်တွေကစောက်စင်လေးနည်းနည်းထုတ်ပြလေစောက်စင်မရှိထိုင်းနိုင်ငံတိုင်ရုံးမှာလည်းစက်ခွက်လူထားသေးတယ်တာဝန်ယူမှုတာဝန်ခံမှုရှိလားဆိုတော့လည်းမရှိဘူးမင်းတို့ထိုင်းနိုင်ငံမှာဖာနန်းသွားဖို့ဆိုမင်းတို့တိုင်ရုံးအကောင်တွေရှေ့ဆုံးရနော်ကျွန်တော်တို့ကပောက်ကွဲတာရိုးရိုးပောက်ကွဲတာမဟုတ်မိဘဒီညီကောင်မောင်များစဉ်းစားကြည့်
နိုင်ငံတကာမီဒီယာတွေအယမ်းစုံတယ်နိုင်ငံတကာမီဒီယာတွေအများကြီးပဲအဲ့လိုမျိုးအလဲမှာဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကအလုံသမားလေးပါပခုံးဖတ်မယ်နော်ရင်ဝင်ထဲမှာထည့်ထားမယ်မိဘတယောက်ကဲ့သို့တာဝန်ယူမှုတာဝန်ခံမှုနဲ့အဲ့လိုနွေ့နွေ့ထွေးထွေးဆက်ဆံမယ်ဆိုဒီကောင်ဘာဖြစ်သွားမှာမို့လို့လဲဟမ်ဒီတိုက်ပြိုကြမှုထဲမှာကျွန်တော်မြန်မာနိုင်ငံရွှေပြောင်းအလုံသမားတွေပါပါတယ်ဆိုတော့နိုင်ငံတကာမီဒီယာအရှိမမိတ်ဆက်ပေးဖို့အတွက်ဒီကောင်ဗတ်ဆက်ကဘာကြီးစို့ထားတာလဲမအေလို့စော်ဆိုးရဲ့ဟမ်ဖပ်ပေးဘာဖြစ်မှာမို့လို့လဲဒါကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားဒီတိုက်ပြိုချမှုထဲမှာပါသွားတယ်ဒီပြိုင်တိုက်ပြိုချမှုအထဲမှာရှိတယ်ခင်ဗျားတို့ဒီလောက်ဒီမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအသက်ပေးပြီးတော့မှစူးစမ်းနေတဲ့အရာတွေကိုဒီနေ့အထိခင်ဗျားတို့တွေဒီဖုံးလို့ဖိလို့နေတော့နော်ဖုံးဖိပြီးတော့မှခင်ဗျားတို့နေတော့စောက်စင်မရှိရင်တန်ရုံးမနေနဲ့နော်အရေးချင်းမရှိတန်ရုံးမနေနဲ့အောက်တန်းသားစိတ်မွေးထိုင်းနိုင်ငံတန်ရုံးမနေနဲ့ကလေးတွေကဟိုထိုင်းပါရှိနေတဲ့ဒီပရိဒအဖွဲ့တွေမုတ်လာချွေးနေအောင်မှထိုင်းစကားမတတ်လို့မယူရဲဘူးနော်နေပေးလေဒီလောက်နှလုံးသားမှာဒဏ်ရာဒဏ်ချက်ပြင်းစွာရနေတဲ့ကလေးတွေဘေးနားမှာဟမ်နေပူရင်တဲ့ထိုးလိုက်လေစိတ်ဒဏ်ရာရတဲ့သူတွေနော်အဲ့ဒီတိုက်ပြိုချမှုထဲမှာပါဝင်တဲ့ကလေးတွေကိုဘေးနားမှာခေါ်ထားလေအားပေးရမယ်လေနင်းသိမ့်ရမယ်လေမိဘကဲတော့စိတ်ရှင်းရမယ်လေမအေလို့လေသူတို့သားသမီးတွေတို့ကြတော့ဟိုဟာဝယ်ပေးလိုက်ဒီဟာဝယ်ပေးလိုက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေလည်းခင်ဗျားတို့သားသမီးပဲခင်ဗျားတို့အဲ့လိုမျိုးစိတ်မမွေးနိုင်ပဲနဲ့တန်အမတ်မူးတွေလာမလုံးနဲ့အောက်တန်းသားတွေအညာအဖြစ်ဆုံးသောတန်အမတ်မူးတွေပဲခင်ဗျားတို့မင်းတို့အကောလုံးငါတို့ကခေါ်ဝါခြင်းတယ်ပြခြင်းတယ်ထားရောက်ရွှေမြန်မာတွေအကုန်ပြခြင်းတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးလည်းပြခြင်းတယ်ညံ့ရည်ပူတောင်ကြတယ်ဝမ်းနေလို့မင်းတို့မှတ်ထား